အားလုံးမင်္ဂလာပါရှင်ခေတ်ပညာရဲ့ origami စီစဉ်လေးကဒီနေ့တော့နောက်ဆုံးပဲဖြစ်ပါတယ်ဒီနေ့နောက်ဆုံးစီစဉ်လေးမှာဆိုလို့ရှိရင်တော့ KG ဒီကပြန်စာအုပ်တွေကပေါ့နော်နောက်ဆုံးပုံလေးကဘာဖြစ်မလဲဆိုတော့ရွှေငါးကလေးခောက်မှာပဲဖြစ်ပါတယ်ရွှေငါးကလေးခောက်ဖို့အတွက်ဆိုလို့ရှိရင်အရင်ဆုံး၄တောင်ဆက်စာရွက်တွေလိုပါမယ်နောက်ဆုံးဆိုတော့ KG စာအုပ်မှာပါတယ်ကပြန်ခေါင်းလေးကိုနောက်ဆုံးလို့ပြောတာပေါ့နော်တခြားခါလေးတော့နောက်ပိုင်းကျရင်ထပ်တင်လို့ရှိပါတယ်အရင်ဆုံး၄တောင်ဆက်ကူလေးကိုခုလိုမျိုးပေါ့နော်သူကတော့ထောင်းဖြတ်မဟုတ်တော့ဘူးဒီလိုမျိုးထောက်ဝက်ပိုင်းချပါမယ်အရာလေးပေးပါမယ်ပြီးတော့ရင်နောက်တစ်ဖက်ကိုလည်းခုလိုမျိုးအရာလေးပေးပါမယ်ပြီးတော့ရေဆိုရင်တော့ဒီအရာလေးကနေပြီးတော့ဒီလိုမျိုးအလဲကိုခောက်ချပါမယ်နောက်ဆိုရင်လည်းအလဲကိုခောက်ချပါမယ်ဒါတစ်ဖက်ပြီးသွားပြီပေါ့နော်ပြီးနောက်တစ်ဖက်ကိုလည်းအဲ့လိုလေးအလဲကိုခောက်ချပါမယ်ဒီတစ်ခါလည်းအလဲကိုကောက်ချပါမယ်အခုလုံးဒီပုံလေးရပါပြီပေါ့နော်ပုံလေးရပါပြီဆိုလို့ရှိရင်အနောက်ဘက်ကိုလှန်လိုက်ပါမယ်လှန်ပြီးသွားပြီဆိုရင်ဒီနေရာပေါ့နော်ဒီဘက်ထိပ်ကမှုဒီဘက်ထိပ်ကခောက်လိုက်ရတယ်ဒီထိပ်ကခောက်ရတယ်ပေါ့နော်ခုလိုလေးအလဲကိုတဝက်ချိုးပါမယ်ပြီးရင်နောက်တစ်ဖက်ကိုလည်းခုလိုလေးအလဲကိုတဝက်ချိုးပါမယ်ချိုးဝိုင်းဆိုရင်ဒီလိုလှန်လိုက်ပါမယ်။လှန်ပြီးသွားရင်ဒီရွက်လေးကိုခုလေးဖြန့်ချပါမယ်။ပြီးရင်တစ်ခါပြန်လိုက်မယ်ပေါ့နော်။ဒီပုံလေးရပါပြီ။ဒီပုံလေးရပါပြီးတော့အမိလေးလုပ်ဖို့တော့ဆိုလို့ရှိရင်ဒီထိတ်ကနေပြီးတော့ဒီဘက်ထိတ်အထိအောင်တဝက်ခေါက်ချလိုက်ပါမယ်။အဲ့ဒီဆိုလို့ရှိရင်ဒါအမိလေးရပါတယ်ပေါ့နော်။အမိလေးရပါပြီဆိုတော့ဒါလေးတော့မလဲဆိုတော့သူ့ရဲ့မျက်လုံးလေးရဲ့အသေးကိုလေးရဲ့ဆက်မယ်ပေါ့နော်ဒါလေးကငါရဲ့ခေါင်းပိုင်းလေးပေါ့နော်ဟိုပိုင်းလေးမှာစလုံးပုံလေးပဲရေးလိုက်ပေါ့နော်ဒီအမဲလေးချဲပါမယ်မျက်လုံးလေးခရင်လေးရှင်တော့ခရင်လေးနဲ့ခြေလိုက်လို့ပို့ပြီးစင်တီကိုခဲရတဲ့ခြေနေအောင်ဆိုကြားနေပြီးတော့အကြီးကုန်လေးဘူလေးထည့်လိုက်ပါမယ်အကြီးကုန်လေးငါအကြီးကုန်လေးအဲ့ဆိုတော့ဒီမှာစက်ကူ9ရုပ်လေးရရှိသွားပါပြီအားလုံးကျေးဇူးတင်ပါတယ်ရှင်